ပြင်ပြီးလို့မရ ဘယ်ဟာလေးတော့ဟာ ဟိုမိမတယောက်တည်းပိုးယူရင်15နှစ်ဆိုတာလေးလေ ဟာ ကျွန်တော်ရမ်းကိုတုံလှုပ်နေတယ်ကြောက် ဘာလို့တော့ခင်ဗျာ ကိုယ့်ရဲ့ရုပ်ကမြင်တဲ့လူတိုင်းကြိုက်နေတဲ့ခါကျတော့ လက်ရှိ9ယောက်ပြင်ကိုနေကလိုချ တ င် ခါ တယ် ကောင်းတော်တာခင်ဗျာကိုပိုလာ ဘာဖြစ်လို့ မိမတယောက်တည်းပူယူဘလောက် 15နှစ် နှစ် ဖေဖေဟာ ဘာဖြစ်လို့တော့ချစ် အနိုရထားမင်းတို့မင်း အမ် ကျမ်းမှာချမ်းသာစွာနဲ့ဆန်တော်မူပါ ဘာလို့တော့ ဒီခေတ်မှာလူလာပြန်မဖြစ်ပါတော့နဲ့ဖေဟာ ဘာဖြစ်လို့တော့ မင်းတို့မင်းကြီးတာခင်ဗျာတယောက်တည်းပူယူလို့15နှစ်ဆိုရင်ခင်ဗျာတ တ ပတ် ထက်အထက်သူတောင်တန်းစည်းဖြစ်နေလေဦးမယ် တနန်းတော်တို့သူ့ဟာတွေ ရင်ကုန်းစရာညကတူပြောစင်စရာကလို့မျိုးတေချာပါလေဒီနေ့မင်းရဲ့ကြီးကစွတူချာနေစေဦးကြနေစေချောင်းချီတာလေဘာလို့ဒီလဲဒီချီမြမေးဖို့ခက်ပါတဲ့ တော့စီလာမယ် ငယ်လေးတွေနဲ့ဘာလုပ်မလဲ အဲ့ဒီလန်ကလေးနှုတ်တိုက်မလို့လား ဟေး ဟေး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 မူဟမ္မဒ်လေးတော့ဘာလဲလူလေးကိုဆွဲလဲ မူကုန် လာရလားအဆင်ပြေလား အာစောစောစီးစီးဘယ်ဆိုင်ရမဲ့ဖွင့်လို့တော့တောက်လာတယ် အေးကိုယ့်ကိုရန်ကုန်သူမွေးငါးတောင်မမူးလာတော့ကွာ ရန်ကုန်မွေးကမူးလား အဲ့လိုရဲတွေခိုးရောက်လာဖမ်းကွာရော ဟာဟာဟာ ပြောတာနဲ့ဖန်ခိုင်းတာ ဟာလာချီကျွန်တော်တို့ချောင်းနေနေခန္ဓာကိုယ်ကိုထိတ်နေတယ်မဖို့ချစ် တကူလုံးရဝိတ်ကို နမ်းမောင်ရောက်မှာဗျာကိုအောင်တော့ကတကယ်လူမှုကိုယ်ကကျွေးမွေးရမ်းကောင်းတယ်နမ်းမောင်ရောက်နေနေချင်းကျွန်တော်ကိုယ်တိုင်ဝါလာတာ ဘာလို့ဖြစ်တာ အော်မိုးကကြီးအောက်ခံဝစ်ထားမှာတော့ဝါတာဗော ဟောကျွန်တော်နောက်ထပ်9000ဆက်လက်ပြီး ဘာ တော့ သူ နော် ကကျွေးရ ဟာငါ ဘာသူကကျွေးရတော့ ကိုအောင်တော့လေလူမှုကိုယ်က ဘာတွေကျွေးရ ဟာကြက်သားဟင်းကောင်းမကောင်း စီပြန်နဲ့ကျွေး မပြေကျိုး အာနာစီယာကောင်းထား ဘာလို့တော့ချစ် မင်းသူတို့တားဒုက္ခမပေးပါနဲ့ကွာအဲ့ခါတာတွေရောကုန်ကြစိတ်တွေကများတယ်တို့အဆက်ဖွဲ့ပါအဲ့လိုလူတရားကျော်အစားလို့မင်းကွာမင်းကောင်းလို့အာနာဘကောင်းနေဒီဥက္ကဋ္ဌတွေအာနာဘကောင်းနေအာနာဘကောင်းတို့မနဲ့ပြန်ပြိပက်ကျွေးမှလားမေးပေးစမ်းပါ စဉ်းစားကြောက်စဉ်းစား စင်ရရှိရလား အားနာလို့ပဲ နေခင်းလာပါတခါလေးချက်ထားလိုက်တော့လို့ အခုထမင်းကျော်ပဲပြုတ်လေးနဲ့နော် ဘွယ်ကင်းနေကချက်တူရီတယောက်ကိုစင်ကလာလေချီနေမိပါတယ်ဒီဒီဒီဟိုဂဒီလိုက်လို့အမေအမေချီနေချီမိပါတယ်ချစ်တယ်မိတယ်ဘွယ်ကင်းနေကချက်တူရီတယောက်ကိုလေးတယောက်ကိုချီနေမိပါတယ်ချစ်နေမိတယ်ဟိုဒီလိုက်လို့အမေအမေချောလေးမို့ချစ်နေမိပါ မနဲ့ပြိဖက်တယ်နော်ရန်ကုန်သူမွေးငါဆိုင်ရနေပြင်ထားပေးမယ် ဘယ်ချောင်းလေးမို့ချင်နေမိပါတယ် ချီအေး ဟေးလေးလေးအမေကျော်ကြီးနေရောဆွေးမန်းသားနေလို့ဟေးလေးဟာဒီပွဲကြမှာကြာဒီပွဲကြမှာကြာဝူး ဘယ်နေကချက်သူလေးတယောက် ကွတ်တီရကွတ်တီရကွတ်တီကွတ်တီ ရှိခုံတော်နဲ့ချင်နေမိပါ ကွတ်တီရကွတ်တီရ ဟိုဒီဒီလိုက်လို့အပီ ကွတ်တီရကွတ်တီရဟောရောရွှေမန်းသားကွတ်တီရကတာကွတ်တီရကွတ်တီရ ဟေးကောင်ရမ်းပြောနေတယ်မင်းတို့မလင်ကြီးလေးကဒီဘက်မှာလင်ငယ်လေးကဟိုဘက်မှာလင်ကြီးကိုဟဲ့မှာမတ်တက်ရက် ဟာချစ်ကိုမင်းနမလင်ပစ္စည်းကူလေးအရက်ကြောင်ကြောင်နေပြီ သူအဲ့လိုပဲဒုံးတိဖြတ်ရင်ကြောင်နေမပြောင်းပါဘူးကိုကအော် မင်းချိုလီမို့ လာပြောသွားတယ်ချစ်ခုနပြောတာကိုကြားသွားလို့စိတ်မကောင်းဖြစ်လို့အဖွဲ့သူဖွဲ့သားများအားလုံးမနဲ့ပြီးစားဖို့ဗရိတ်ဖက်ကိုကျွန်တော်တို့ CPN ဆိုင်ကယ်မော်တော်ဆိုင်ကယ်အယောင်းရေးကုမ္ပဏီကနေပြီးတော့ဖွဲ့သားများအားလုံးနဲ့အင်ဂျင်ဝိုင်ဖြော်တိုက်မယ်တဲ့တာယာတွေလိကျွေး မရဲလာတာအင်ဂျင်ဝိုင်း တောင်းမယ်နှစ်ခွက်တောင်းမယ် အင်ဂျင်ဝိုင်းတောက်เสียရလားမစမုတ်တန်နေတောက်ရမှာဟာစမုတ်တန်မပါဘူးကဒလက်ကြီးနေတာ မ
မေတယ်လီဗီကိုစပုတ်တယ်မေဆိုင်ကမစီးနိုင်မှန်သိတာ ကဲမစည်းနိုင်ဘူးဆိုင်ကားတော့နတ်မမှန်ဘူး ခင်ဗျားလေကြောက်လို့အစုံလေးများစီးရဘလောက်ဘဝင်မြင့်နေလို့ အကောင်းတော့မစည်းအောင် တကယ်ဆိုင်ကအကြောင်းပြောရင်းနဲ့ဟုတ်ကဲ့ရလို့ပါ ဟုတ်ကဲ့ ဒီမှာကဆိုင်ကဒီပဲပို့တယ်နော် ဟုတ်ကဲ့ပေါ်ပါတ စို ယ် င် ရှင် ကစီးရင်မြို့တဲ့ခဏပဲသွားသွား ဟုတ်ကဲ့ အဝေးပဲသွားသွားဆိုင်ကအုတ်ထုတ်လေးများစောင်းကြပါ အောင်ကြပါ ဟုတ်ချစ်ရင်တွေကတန်မိုးထားလို့ပြောတာပါ ဟုတ်တယ် ကိုကင်နေကြတဲ့တယ်လီဖုန်းလေးတွေကွဲမှာဆိုလို့ကာဗာလေးတွေတက်တယ် ဟုတ်ကဲ့ မှန်မကွဲလေးတွေတက်တယ် ကကြလေ ဒီတယ်လီဖုန်းလေးတစ်ခုတောင်မှကွဲမှာကြောက်တယ်ဆိုရင်လူအသက်တန်မိုးထားတဲ့ဦးကောင်းအသက်ပါသွားမှာနော်အတွက်ကိုယ်ကောင်းလေးကိုကာကွယ်ပါတခြားနဲ့မဆိုင်ဘူး ညက်တာ မော်တော်ဘီကဖမ်းမှမို့မဖမ်းမှမို့ပြောတာမဟုတ်ဘူး ဟုတ်ကဲ့ဗျာ တယ်လီဖုန်းတွေကိုကောင်းကပိုတန်မှုရှိပါတယ် မှန်ပါလေဗျာ ကိုအသက်ကပိုတန်မှုရှိပါတယ် မှန်ပါတယ်ဗျာ ထားတော့ကွာဒီနားလေးလို့လည်းမထင်ပါနဲ့ဖြစ်ချင်ရင်ထားတော့လည်းဖြစ်တတ်တယ် ပြောလို့မရ ဖြစ် ပါ တတ် ဘူး ပါ ဗျာ လေ အဲကြောင့်ဘယ်နေရာတော့ဆိုင်ကစီးရင်ဆိုင်ကအုတ်ထုဆောင်းပါ ဒီနေပါ ကားမောင်းရင်ခပတ်ပတ်ပါ ပတ်ပါ ဘသူကြောင့်မှမို့ကိုကိုကာကွယ်ပါ ဟုတ်ကဲ့ဗျာ တယ်လီဖုန်းကွဲသွားရင်နောက်တစ်လုံးထပ်ဝယ်လို့ရတယ် ဟုတ်ကဲ့ ကာဗာကွဲသွားရင်အစ်စ်လဲလို့ရတယ် ဟုတ်ကဲ့ လူအသက်ကစပယ်ရမရှိ မှန်တယ် တသက်ပဲပါ ဟုတ်တယ် ဒါလေးတော့မေတ္တာရက်ခံတာပါနော် စပိတ်စီခြေထောက်နဲ့နင်းမှာ နေမယ်ဆောင်းနေပြီ ဒီကစကားအကောင်းပြောနေအဲ့လိုပဲတန် ဖော ဖိုး က် ဖြစ် လိုက်ဖောက်တန်မိုးဖြစ်လ ဒီကသေးချာလေးလေးနဲ့ပြော ဟို တာ တန်မိုးရှိတဲ့ဥစ္စာလေးဒါအရေးကြီးတဲ့ဥစ္စာပါ ကျွန်တော်ဆိုင်ကယ်မောက်ဘူးတယ်ခင်ဗျ ဟုတ်ကဲ့ တစ်သက်လုံးကျွန်တော်မန္တလေးအထက်က14မှာကျောင်းတက်ဆိုင်ကယ်အုတ်တို့ဆိုရင်ကိုကိုတောသားလို့ထင်တာအဲ့တုန်းကအဲ့နေကြမှာတောက်ချောင်းမဆောင်ခဲ့တဲ့အုတ်ထုတ်ကျွန်တော်9မိုင်မဲ့ပွဲသွားကြတာဆမ်တက်ကတူဆမ်မဖြည့်ပြီးသွားကြတယ်အဲ့နေကြမှာအမကစောင်းတော့ပါဟဲ့စောင်းညီမဦးရလို့သပင်ကေလေးကဂျယ်လေးနဲ့ထောင်ထားတယ်အလားပြက်မှာကြောက်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဒါပေမဲ့အဲ့နေမှာတက်တဲ့ဆန်ဆန်နက်ကတာနှိုးဆိုတယ်စောင်းတော့ပါတဲ့နေရာလဲဆိုဆိုင်ငယ်အုတ်တူလေးသွားဆောင်ကျွန်တော်ညာကြီးတကောင်ကျွန်တော်တပည့်လေးမောင်ထုံးလင်းနဲ့ဆိုင်ကယ်တရားပေါ်ကအကျော်ချိုင်းခွက်ထဲကြာပြီဆိုင်ကယ်ကဒီဘက်ကိုပေ30လောက်ရှော့သွားတယ်ကျွန်တော်နှစ်ယောက်ကကတ်တရလမ်းကြီးမှာပေ30လောက်ရှော့တိုက်သွားတယ်ကျွန်တော်ပတ်တဲ့ကပတ်ဂျင်းမောင်းပြီးအထူကြီးတွေတောင်မှပြေးထွက်သွားတယ်ကျွန်တော်ခြေသေးတွေကွာသွားတယ်ဆိုင်ကယ်အုတ်ထုပ်ကြီးကြေသွားတယ်အဲ့အုတ်ထုပ်မပါရင်ကျွန်တော်ဒီချိန်ဒီနေရာမှာစကားပြောနိုင်မှာမဟုတ်တော့ ဟုတ်ပြောနိုင်တော့ဘလို့ ဒါလိုလေးပေါ့ဗျာ ဟုတ်ပါတယ်ခင်ဗျာ အဲ့ဒါ အဲ့ ဆို ဒါ ဆိုင်ကအုပ်ထုပ်ကိုဖရားစင်ပေါ်တင်ပြီးထိုင်ကြတော့ရမယ် အတွေ့အကြုံတော့တကယ်ရှိတယ်လို့ပါ တခုခုဖြစ်သွားငါငါဒါကြားနေအောင် မေမချောလေးမချင်နေမိပါလေဟိ ဟဲ့လိုက်လိုက်လိုက် ဟေး ဘာငယ်လေးတော့ပိုင်နဲ့ 你喜欢哪里不去呢？这个我慢慢说完了。嘿，ဟေးဟာဟာဟေးဟေး ရင်နေ 我知道了两个。 ဒီကုန်းသွားတဲ့ချိန်နေမိပါလေအိုးလေးလေးလိုက်လို့ဟာပဲရနောက်လက်ကြည့်အောင် အဲလီယိုဂျီယိုအဲလီယိုဂျီယို ဒီဘီအောင် မေမချောလေးမ ဒီမချောလေးမို့ ချင်နေမိပါ ဘာလို့ဝင်လာတော့မလဲ ပြန်ကနေမှန်းသိတာ အုပ်စယူအုပ်စယူ တစ်ခါမှတသိန်းခွဲလက်ထဲမှာကင်ပြီးတော့ယူနေတာခွဲသားတွေကခုငါခွဲဖို့လိုက်ကြီးနေဘလို့ခွဲမှမသိကိုလိုကန်လည်းဖြစ်နေအဲ့တော့များကောင်လေးလိုလုပ်မယ်ကိုအောင်ရင် ရှိရကိုအောင်ရှိ ဒီမကြီးဝါကောင်းဖရန်ကျိုးနော် ဒီဒီကလှုပ်လိုက်ဒီ အရေးနဲ့လေးအောင်မြင်ထိုးနေသေးတယ်သူက ပစ္စည်းတွေကိုရန်ပြီးတော့ မလုံးနဲ့ စက်ပစ္စည်းတွေကိုအော်လိုက်မယ်နော် ဟာစီးရုံနေသေးတယ် အန်ဒီကြီး ဝါကောင်းဖထိုးထားတယ်နော်အဲသွားပြီဟိတ်ကောင်တွေမွဲပြီ ဘာလို့လဲ ချက်တယ်စားသွားပြီ တိတ် တရား တိတ် မ ပြ မ ည့် ရ စုံ တော့ သိ ချက်ကစားတယ်လား လေးမချင်နေမိပါလေ ဟဲ့လိုက်ဟေးဟေးဟေး 是， ဟေးဟေး ညီလေးတွေနဲ့ ဟဲ့လေဟဲ့လေဟဲ့လေ ဟေး အဲကြားပါလားဟုတ်ပါပြီလာပါဗျလာပါဗျ ဟေးလာရဲ့ဟေး လက်ခုပ်တီးပေးနေတယောက်တစ်ထောင်တီးပေးလိုက်ရမလားငါဒီထဲက စပွဲကလက်ခုပ်တန်းချက်ဆူရောရဲ့လက်ခုပ်တန်းကရချာဝိချီချာဆိုတာစပွဲကလက်ခုပ်တန်းရီချက်ဆူရောရဲ့
ပွဲမသိမ့်မဲ့ထပ်ပြတဲ့လူတွေသူများဝက်ဆန်းလာလို့ပါဟေး ပွဲမသိမ့်မယ်အဲ့ဒီဓာတ်ပြန်တဲ့လူတွေလမ်းရောက်ရင်လေ6ပိတ်တလောက်ရှိတဲ့ချီးပုံကြီးတက်နေမိပါသေးလား ဆိုးတာကွာချိန်ရတာ ဟောကျွန်တော်အီမန်ထားပြီးသား9နာရီထိကပြီးမလို့နော် ဟုတ်တယ် အခု9နာရီထိုးပါပြီ တော်ပြီ အဲ့လိုလက်ခုပ်ပြိုင်တူတီးတဲ့အတွက်သိမ်းပါမယ်ဒါကပြောတော့ပါထိုင်ကြည့်တန်ဖို့တွေဆိုမှထပြန်နော် သံဗုဒ္ဓေ အဝေသစ္စာပြန်မတော်လာပြန်ကြစေကုန်တည်းထဲအိုး အဲ့ဒီရော ဆိုင်ပွဲပေမန်းနေရောမုန်းပြတဲ့လေးစားကြ ခဏနော်ဝါလာမဝိုင်းထက်တောင်းမိမယ်ခဏနေအောင်နော် ညီလေးတို့ဟဲ့ကော်ဘူးလေးတော့ပြန်ပေးအောင်တော့ငါထမင်းထဲမလို့နော်အာမရိုင်းနေကွာကိုစန်းတော့မအားနဲ့ကွာ ဟုတ်ပြတဲ့လက် တွင်းဘာကြောင့်ကြိရှတဲ့ ကြည်ကားလို့ကွာ ဘယ်သူကဆိုနေတော့ နောက်ကတက်ကြွနေသူတို့တက်ကြွတဲ့ချက်ဖသူတို့ရုပ်ဆိုးတယ်ပြောလို့တဲ့ တွင်းဘာကြောင့်ကြိရှတဲ့တကယ်လားတကယ်ပြောတာလားပြီးရော သူတို့မင်းသားလေးနဲ့ဆိုမျက်နှာရောင်ပါတဲ့ခဲပြတ်သားအေးကအမေများခိုင်အမေတို့ကလည်းမလုံးချင်ပါဘူးဆိုပါ ။အော်ဗျာ ဒါဆိုရင်ပရိသတ်ကြီးရတာကိုဖိုးချစ်ကလို့ကြည်တာပေါ့ ဟုတ်တယ်လေ ကျွန်တော်ခေါင်းဆောင်မင်းသားဖြစ်နေကြရင်ရော အာအနုပညာကိုလက်ခံတယ်အနုပညာကိုလက်ခံတယ် ဟောလက်မခံ ခင်ဗျာခေါင်းဆောင်မင်းသားကလည်းခင်ဗျာရဲ့ပညာဝမ်းစာအနုပညာကျွန်တော်လေးစားတယ် ဟုတ် တခုပဲ ဟုတ်ကဲ့ ဒီလောက်တွန့်နေတဲ့ပယူမိတ်ကပ်ဘလို့ဖို့မလဲတခုနော်နောက်ဒီသွားရက်ဒီလောက်ခေါ်တော့နှခမ်းနေဘလို့စိုးမလဲ ဟိုဘက်တိုင်ဒီဘက်တိုင်ဆိုင်ပြီးတော့ရီးလေးခိုးဆိုးရော ။အော်ဗျာမ ပြီး င်း တော့ကမင်းသားကကနာနေမှာမူဗီတက်မလာနိုင်ဘလို့လုပ်မလဲ ဟာအော်ဗျာမင်းသားအထင်သေးလို့ချစ်ချစ်ရဲ့မြင်းကြံသားရွှေချမ်းပေါ်လာဆိုတာ तू နာမည်ကြီး လာမဲ့နေ့ခေါင်းဆောင်မင်းသား तू ကိုယ်တိုင်ကတော့မှာ ပြောပြလိုက် ကိုအောင်ထောင်ပါ မကိုအောင်ထောင်တော့မဟုတ် तू ကိုယ်တိုင်ဇက်ထောင်ပြီးကမှာ ပြောပြလိုက် ဇက်ဆရာလဲ तू မန်နေဂျာလဲ तू ခေါင်းဆောင်မင်းသားလဲ तू မင်းသမီးကကိုဖိုးချစ်ဖွဲရမင်းသမီးတယောက်မှမခေါ်ဘူး तू မိမ9ယောက်နဲ့ကမယ်ဇက်တောင်နာမည်တောင်စဉ်းစားပြီးသွား ပြောပြလိုက်ငားရင်ငားလို့အောင်ပြောပြလိုက် ပျော်ပျော်ရွှင်ရွှင်ဖာရမ်းသဘင်တဲ့ အဲ့ဒီကပြက်သွားပြီ ဘာလို့လို့ ဆက်စီကဖာကျိုးနေလေ မင်းသမီးတွေပြုံးထားစမ်းဒီနေ့ခါလေးမှတ်ပြီးပြုံးထားစမ်းငါမခံနိုင်လို့ဖို့ချစ်စကမင်းသမီးရုပ်ဆိုးတယ်ဆိုငါဟင်းနေမှာမကောင်းတော့လို့ ပြော မင်းတို့ပြုံးထား အော်ပြောပါတယ် မပြုံးရင်မလာဘူးပြုံးလိုက်တော့မှ လာတယ်ဗော ငါတော့လန့်နေ သမီးတို့ပြုံးတာတော့အဲ့ချင်းဟဲ့ဒီအပုံလေးကိုလှမ်းကြည့်ကြ အိုက်ချာ တရားရ ဘုချင်ရဲ့ဘယ်မှာလေးဒီကျိုးစက်ကလေးစေးဖုံးမြကျော်တငယ် ဟာဒီည